ညီလေးထိုင်ဘယ်လိုလုပ်ပြမှာလဲဒါညီလေး ဟာကိုလည်းနဲ့ handle နဲ့ကောင်းလာခွာစီချင်တယ် ရပါတယ်ညီလေးโอเคလုပ်ပေးမယ်နော်ညီလေးကပိတ်ဒီပါရှိပါ ဟုတ် နဲ့ ကဲ့ နော် ကိုကျွန်တော်ကျေးပိတ်ကြီးပိတ်ဟာဝိတ်မနေကုန်းထဲထားတယ်ဟုတ်ကဲ့ Okay. ဒါပေမဲ့ဟိုကိုကျွန်တော်ကျေးပိတ်ပတ်နေသွားလို့ဟာအဲ့လိုဖြစ်တယ်ဟိုဝိတ်မနေကြတော့လည်းပတ်စံမရှိဘူးဆိုတော့ဒါပေမဲ့ case တော့ပါပါတယ် case ကိုမဖို့ပါပေးလိုက်မှာကွာကို ငွေကြအဓိကပေါ့ဟုတ် ဟုတ်ကဲ့ကို ရလာတယ် မဟုတ်ဘူးလေကိုဟိုလေဟာ handle နဲ့တော့ကျွန်တော်အပေါ်ရ ပြန်လုပ်ပေးမယ်နော်ညီလေးအဲ့လို ကိုမဟုတ်ကျွန်တော်တဘာဝချက်အဲ့လိုမဟုတ်တာလို့ ညီလေးပြောတယ်လို့တော့နည်းနည်းကုန်းကြများလို့ပေါ့ မဟုတ်ကိုနည်း အဲ့လိုလေ မဟုတ်လေကို handle ရအစီဟာရဘဲရောက်တာ အဲ့ဒါတော့ ကိုလေဟာ ဒီပါဆွဲရဟာလေ အဲ့ဒါတော့ပတ်စံအရင်ထဲမှာရတာ ဟာ ဘတ်ဂျက်နည်းနည်းဝင်တယ်ညီ အဲ့ လေး လိုတော့စမပြီးမလို့ကိုကိုရဲ့ ချင်းပြလိုက်နေတယ်အဲ့လို ကြောင်းပြန်ရေးဖြစ်နေတယ် ညီလေး ဟိုမှာလေကိုဟာပုံစံမကြောက်ဘူးကို ကျွန်တော်ပြောတယ် အဲ့ ညီ လို လေး ဆို တ ရင် ဘောမ တော့ ပေါ် သူ ဘူး များရုပ်ကြည့်မရှိဘူးလေကိုသူများယုံတော့မှာမဟုတ်ဘူးကိုဒီလိုကြောင်းပြန်ရေးဖြစ်နေတာဆိုတော့စမပြီးတော့ အဓိက ကိုတတ်နိုင်တယ်လို့ပေါ့ လက်မဟုတ်ဘူးဟာအဓိကပတ်စံ အခုဘယ်တော့အမလိုက်တာလဲအဲ့ဒါဟိုဆိုးတော့အခုအဲ့ဒါ ဒီလေ password နဲ့မိတာဆိုတော့ဟို test လက်မ ပြန် လုပ် လုပ် ဘူး ပြ ဆို လိုက် တော့ ပါကိုဒီဟာကြတော့ကောင်မလေးတွေကလည်းဟိုအဲ့ထဲမှာနေတော့နေရောက် ညီလေးကိုတော့စိတ်ပြတ်သွားရင်ဘာကြအလဲခုထိအကောင့်ထဲမရောက်လာဘူးဆိုတော့ ဟာလေအခု ဘယ်လိုလုပ်ရမှမသိတော့ဘူးအဓိကဟိုလေ အခု ဟို ကျွန်တော် အဓိကငွေပဲ ကျွန် လေ တော်လို့စင်လိုက်တော့ ညီလေးကကျွန်တော်ပြောတာသဘောမပေါက်ဘူးငွေမရှိတော့ဘာမှမလုပ်နိုင်ဘူးကွာ စမပြေလို့အဲ့လိုလုပ်ပေးလိုက်တာလားမသိဘူး